လူတွေတွာလာရှုပ်ထွေးနေကြတယ်အဲ့ဒီလေမှာတော့ငွေရောင်စေးတစ်ကိုယ်လုံးတုတ်ထားတဲ့လူတစ်ယောက်ရုပ်တုတစ်ခုလိုမလုံမရှက်ရက်နေတယ်သူ့မျက်နှာမှာအပြုံးမရှိဘူးစကားမရှိဘူးအင်ကြာကြာငြိမ်သက်စွာရက်နေတယ်လူတွေကလာကြည့်ကြတယ်တချို့ကတပ်ပုံရိုက်ကြတယ်တချို့ကစမ်းတက်ချင်လို့လက်နဲ့ထိကြည့်ကြတယ်တချို့ကတော့ဟာတလုတ်ပြီးရေမောသွားကြတယ်ဒါပေမဲ့သူကတော့မတော်မလုပ်ဘူးဘာမှမပြောဘူးတိတ်တိတ်လေးရက်နေတယ်အဲ့ဒီအချိန်မှာလူအုပ်ကြားကနေကလေးမလေးတစ်ယောက်ဖြည်းဖြည်းချင်းလာတယ်သူမလက်ထဲမှာပန်းသီးလေးတစ်လုံးကင်ထားတယ်သူမကငွေရောင်လူသားကိုကြည့်ပြီးတခြားလူတွေလိုမရဲဘူးမဆက်နောက်ဘူးတနာကျင်နာတဲ့မျက်လုံးလေးနဲ့ကြည့်နေတယ်ပြီးတော့သူမလက်ထဲကပန်းသီးလေးကိုငွေရောင်လူသားစီတိတ်တိတ်လေးကမ်းပေးလိုက်တယ်အဲ့ဒီခါမှာမလုံမရှက်ရက်နေတဲ့ရုပ်တုကြီးဖြည်းဖြည်းချင်းအသက်ဝင်လာသလိုလှုပ်ရှားလာတယ်သူမျက်နှာပေါ်မှာအပြုံးတပွင့်ပေါ်လာတယ်ကလေးမလေးကိုခေါင်းညိတ်ပြီးကျေးဇူးတင်စွာနှုတ်ဆက်လိုက်တယ်လူအုပ်ကြီးတစ်ခုလုံးအံ့အားသင့်သွားတယ်တချို့ကလက်ခုပ်တီးကြတယ်တချို့ကဗီဒီယိုရိုက်ကြတယ်ဒါပေမဲ့ကလေးမလေးကတော့ပျော်ရွှင်စွာပြုံးနေတယ်အဲ့ဒီနေ့လူတွေတည်သွားကြတယ်ရုပ်တုလိုရက်နေသူတယောက်ရဲ့အတွင်းမှာလဲနှွေးထွေးတဲ့နှလုံးသားတစ်ခုရှိနေရဲဆိုတာအမှုပညာဆိုတာလူတွေကိုအံ့အားစေဖို့တင်မဟုတ်ဘူးလူတွေရဲ့စိတ်နှလုံးကိုနှွေးထွေးစေဖို့လည်းဖြစ်တယ် Caption တချို့လူတွေကရုပ်တုလိုတိတ်ဆိတ်နေရင်သူတို့ရဲ့နှလုံးသားကတော့နှွေးထွေးနေစေပါ